စိတ်ဆိုးအောင်အထိအစားတန်တဲ့တငယ်ချင်းတယောက်အကြောင်းပြောပြမယ်အင်ဂျင်ဖြစ်ပါတယ်သူကတော့အင်ဂျင်ဟိုထောက်အောင်မင်းထောက်အောင်ဘာလို့လဲဒီစနေကိုခေါ်နေမင်းတော့ဟုတ်တယ်ဘာလို့လဲဒီတော့တော့ခေါ်နေမင်းတော့ဟဲ့နော်တေးရဘာလို့လဲအဲ့ဒီတော့ခဏအိတ်တာဒီမှာတော့ရလားမင်းလည်းစားစိတ်ဆိုးပါနဲ့ဧကရီကတော့ကျမတို့ကိုစိတ်ဆိုးအောင်အထိခဏခဏစတတ်တဲ့တငယ်ချင်းမျိုးဖြစ်ပါတယ်သူစတန်တဲ့အကျင့်ကတော့အရင်ကလေးကပါဧကရီဘိုးကကြီးပါလာတယ်မစားလည်းကြောက်ရကြတယ်ထုတ်တဲ့ဒီဘိုးကကြီးပဲဖဲအောင်ကျမတို့အထီးလောက်အထိပြောထားလဲသူ့ရဲ့အကျင့်ကိုမပြင်သေးပါဘူး对，你说的呀，这个啥事情？今晚没事的。ဧကရီရဲ့အစားတန်တဲ့အကျင့်ကြောင့်ကျမဒီလိုမျိုးခက်မိတဲ့အဆင့်အထိရောက်သွားရပါတယ်是的，那边这个马路边是开心，当海南生嘛。马上没人没有找地了，找。你这个这个地标啊，啥年的？没到表。马吉。现在把那个意思说，请他进来，呀，马吉。没有，谁让我了？不对，现在开上了两万，我嘛就都要收拾一把下他呢。爸。ကျမရောစူးလိုက်ရောထိခိုက်တယ်ရပြီကလေးကအစတန်တဲ့ဧကရီကိုမခေါ်တော့တာတလကျော်လာပြီပဲဖြစ်ပါတယ်说了就来说了。今天早上妈妈给了给三个星期都是来过来。是了，边要干，那边干的。好对，好有人。后面想去嘛干来干，干个啥地皮了？我在欧面嘞，我在上面那样。这样搞的嘛，说到处玩去，就搞我变好了。我好不，我是那样搞，那边好。一个人就想没通好。刚才别说了，啥来着？啊，啥来了？是来刚刚安那个人都丢了。就像我们到后边呢，是来后边没讲的。အဲ့ဒီလိုနဲ့စူးလိုက်ကိုဆေးရုံတင်လိုက်ရပြီနောက်နေ့မှတတိပြန်လဲရပါတယ်ဧကရီလည်းသူ့ရဲ့အစားနောက်တန်တဲ့အကျင့်ဆိုးကြီးပျောက်သွားပါတော့တယ်你
လည်းဖဲရောဟဲ့အေးအဲ့လိုဘာကြီးဟဲ့အဲ့လိုသာလည်းကြောက်ရည်ဆိုင်ဒီက